ရှင်းပါဗောမေရတမီမအားသေးလို့ဟာကြီးကဘာလို့ရှိလို့လဲတနေ့အိတ်နိုင်စားလိုက်ထားတော့အိတ်ရသိစောင့်နေပါခမေရဒါတွေကခောက်တယ်တိတ်နေပါညအိတ်လို့ရှင်ပြန်ချင်ရမယ်ဟာဟိုလေဟာတာညီဘလူးမင်းကလေးလေငါနှကောင်းနဲ့ချစ်စတူနိုင်ရတယ်ဘာလဲသမီးဆရာမသိဘူးမေမနေ့ကသမီးရင်မချိုးလိုက်ရဘူးအဲ့လိုမချိုးတာတော့မေဟိုစောင်းနေစော်လေဒါလေးပါလေအေးဒါလည်းတမီးတော်သေးပါအေးဒီစောင်းလေးကတော်တော်အေးချတာဟုတ်သွားရေချိုးပြင်းတာကျွန်းနဲ့ဝေးစားဟောဒီကညီကိုကြိုးပြောထားအောင်မယ်နောက်ရက်အိမ်ကိုဧည့်သည်လာလိမ့်မယ်ဟဲ့ဘာလို့တော့ငါတငယ်ချင်းရဲ့သားနေကနေခဏအလဲလာတာအဲ့အိမ်မှာတဲလိမ့်မယ်အမေရလဲလေကိုယ့်အိမ်မှာတမီးမင်းကလေးရှိရဟာသစိမ်းယောက်ျားလေးကိုလည်းညအိမ်ကနေလက်ခံစီရလားညီမရှိပါနဲ့ငါသိပါတယ်ဟိုကလေးကစိတ်ချရတဲ့သူမလို့ငါစိတ်မချတာညီရောသမီးကဘာလို့လို့တော့အေးဘာမှမလုပ်လဲညီပုံစံကအမြင်မတော်ဖြစ်နေရလေငါကြိုးပြောထားမယ်နော်အဲ့ဒါရှင်ငါ့ကိုစိတ်ခါကြောက်မလုပ်နဲ့ကြားလားဒီလားဒီလိုက်ဟဲ့ပါရောက်လာပြီလားအတေးညနေမှရောက်မယ်ထင်တာပါထိုင်သမီးရေခဏဆင်းရပါအောင်ဟဲ့သမီးခဏဆင်းရအောင်ပါသမီးပါဘာနေသမီးလေနာမည်ကရှောလဲဝင်စားတဲ့ဟုတ်ကဲ့မမကျွန်တော်နာမည်အေးချမ်းနေပြီမမရေအမလေးတေဗီစမတေဗီဟုတ်ကဲ့ချမ်းချမ်းလိုခေါ်မယ်နော်ရလားဟုတ်ကဲ့ရပါတယ်ခေါ်ပါအမလာနဲ့နော်ကိုအိမ်ကိုရတော့သဘောထားပြီးတော့နေစားရဲ့အိမ်ရလဲပဲချမ်းရဲ့အိမ်လဲစောင့်နေရလဲပဲချမ်းရဲ့မိပဲပေါ့အဲ့လိုသဘောထားနော်သမီးစားဆိုတာဘာလဲနမရလေစားဆိုတာသမီးလေဟိုသမီးနာမည်ရှုံးလဲဝေစားကိုအဖျားစပြီးတော့စားလို့ခေါ်တာအဲ့လိုလေမမီရဲ့အဲ့ဒါနဲ့နော်တားမှပြောဆိုပဲခွင့်တွေ့ရတဲ့သဘောထားကြလားဟုတ်ကဲ့ပါជីជីလားတားတော့ထိုင်နေလာအောင်အလောက်တည်းပူအောင်မမေရဲ့သမီးခံပဲထားလိုက်ပေါ့ဟဲ့ခဏလာတာဟုတ်ကဲ့ជីជីလားသမီးညီပါလားအမေကိုခန်းပြမကူပါအောင်အမေကလေသမီးဆိုတာပြင်လိုက်လေဒီမှာချမ်းတယ်ပဲပြင်းနေမှာပေါ့အားနာချင်းကောင်းနေတယ်ရှင်းနေဝေးစားခဏတော့ချင်းဟုတ်ကဲ့မမသမီးလာပြီတော့ကဖာပြတဲ့ဖာကပြောင်းဖောင်းနေပါဖောင်းဟာတော့လိုက်တော့ဘာလဲရိုက်မရတော့ကဖာပြတဲ့ဖာပြဖောင်းနေဖောင်းတော့ကဖာဖာပါတော့ကဖာပြတဲ့ဖာပါပြတဲ့ကိုဘာပေါ်လာလဲတော့ကဖာပြတဲ့ဖာပြပါတော့ပါဖောင်းဘာပေါ်လာလဲမပြောလိုက်တော့ရှုံးပေါ်ရှင်ပြေရှုံးမွေးရှုံးလို့ရှုံးပေါ်ရှင်ပြေရှုံးမွေးရှုံးလို့ကြားလိုက်တော့မလားကြားလိုက်တော့မလား中国ရှင်ပြေရှင်မွေးရှုံးလို့中国ရှင်ပြေရှုံး中国你ดูแลโอเลนะต้องดูแลต้องดูแลโอเลนะต้องดูแลโอညာเอาပြတော့အဲ့ဇိုတော့အဲ့ต้องดูแลรู้แลโอนะต้องดูแลรู้แลโอต้องดูแลรู้แลโอนะต้องดูแลรู้แลโอต้องดูแลรู้แลโอนะต้องดูแลรู้แลโอโอ้ยต้องดูแลรู้แลပတာနဲ့ဘူးတိချက်တာတိုးလို့တုံပြလိုက်တာပတာနဲ့ဘူးတိချက်တာတိုးလို့တုံပြလိုက်တာOpen Gangnam Style
တာဘာလိုက်ရတာ 你们散了瓜，把我赢了。 ဘာလဲဆက်လို့တော့မရတာဘာလဲဆက်လို့တော့မရတာပြီးပြီလားကိုလိုကြည့်ပေးလို့လည်းဒီနေ့ပဲတင်ပါရှင်အားလုံးပဲ bye bye သမီးအတော်ပဲအမေကိုလမ်းထိတ်ခဏသွားပေးစမ်းပါပစ္စည်းဝယ်ခိုင်းတယ် သမီးမအားဘူး တိတ်မကြပါဘူးဟဲ့ညီရလဲ သမီးကိုသွားကြရှိလို့ပါဟာမရလဲ ညီလေလေဟဲ့တိုင်းဆန်ဘယ်တော့မလို့တော့ တာဖျားတော့ဖို့မလို့ကြည့်ကြည့်လိုက် အော်အေးစားရသွားတယ်လားကြီးရလိုက်ပို့ရမယ် ဟုတ်ကဲ့ရပါတယ်ဒါတောက်တတ်ပါတယ် အေးဒီဆိုင်သွားနော်သား ဟုတ်ကဲ့ကြည့်ကြည့်လိုက် ညီရတာဘယ်တော့ ချမ်းကိုဖះလိုက်ပုံမလို့လေ ညီခုနပြောတော့မအားဘူးဆို ဟုတ်တယ်လေအမေရဲ့မအားဆိုတာဖះသွားမလို့ ကြောင်နေကြောင်စားမှာ ချမ်းတယ်ပဲရောင်းလဲဖြစ်နေမှာဆိုလို့စားလိုက်ပုံမယ်နော် ဟုတ်ကဲ့မမ ငါသိရနော်ညီမပြောလိုက်ချင်ဘူး အမေကလည်းဘာပြောနေမှန်းဟုတ်တယ် ဒီကတော့ဘယ်ဆရာတော့ ကြာမဆိုလို့လောလိုက်တာအမေရဲ့လောက်ပါဟောတိုက်တာအမေရဲ့အလုံးသိကြမယ်တစ်လုံးကြောင်တက်လိုက်မသိပါဘူး ရမလားအေး မချမ်းသာဘူး တော့ကြောက်ကြအောင်မွေးနေရအေးချပြီကွာတော့ ချမ်းအသက်ဘယ်လောက်ရှိပြီလဲ 20ပြည့်တော့မမ အော်30ပြည့်တော့မှလားလူကြီးတစ်ပြီပေါ့မိမယူတော့မှစို့ ဟုတ်ကဲ့ရဗျာမမကျွန်တော်ဖျားရှိခိုးလာအောင်မယ်နော် ဒါဆိုစားလဲပဲချမ်းနဲ့တူရှိခိုးမယ်လေ မမကကျွန်တော်ကနေနဲ့မတူဘူးထင်တယ်ကျွန်တော်ကတနင်္ဂနွေမမရှွန်းလဲဝေစားဆိုတော့ဘုတ်တခုမလား ဟုတ်တယ်မွေးရတော့ဘိုးတစ်ဖူးနဲ့ပဲဒါပေမဲ့စမမေးရဟုတ်တနင်္ဂနွေနဲ့ဗိုက်စာနာတာတဲ့အဲ့တော့တနင်္ဂနွေနဲ့ပဲရှိခိုးလို့ရတယ်အတူရှိခိုးမယ်နော် မမကျွန်တော်ပရိခဏစိတ်ချင်းသေးရဲ့အချိန်ရတယ်မလား ရစိတ်လေ ။အားကြည့်လားဆရာမကူပြမယ်။ဝါ။အသားလို့မလီပူလိုက်တာ။ဆောင်းတော့ရေပူရမယ်ဆောင်း။ဟဲ့ဘူးကသိပါဘူးအခုလေးနေပူရဲရောက်လာခဏထိုင်။ဆောင်းတော့ကူတင်နေပြီ။ပေးကူမယ်ငါခောက်ထလိုက်ရ။နေရောထမင်းရင်စားမယ်ထမင်းစားပြီးမှကူရမှာ မင်းနောက်မှစားရင်ကူပဲဆိုတာ ။ဟော အဲ့ဒီလီဝါကိုရှင်မလဲ ကဲအဲ့ဒါဆိုလဲသွားကူနော်ဒီနားနိုင်လေးမှပဲကူနော်ဟိုရင်နေဘက်ကိုမသွားနဲ့ကြားလားအားထိုင်ကြည့်နေမှာနော်စကားနားမထောင်တခါလဲအပေါ်ပြန်တက်ပြီးတခါလဲမော်လမြိုင်ပြန်မယ် တော့တော့မလား ကူရဆိုဟဲ့ဘယ်ကိုလာရေနစ်ပါတယ်လို့ပြောနေဟာမလီသူများသားသမီးတွေကိုနော်တာဝန်ယူပြီးလိုက်ဖို့ပေးရတာမလွယ်ပါဘူးဟဲဒီကလေးတွေတော့မျိုးဆက်ပြပေးရောမှငါသားတို့ကဲရေရှိုးတာခဏနာရော့ဒီမှာငါသားဆီယမဆက်ပြယူလာတယ်ဆက်ပြလေးတိုက်လာဒီမှာ
ဘီဝင်းပန်းရောင်ရေရှိုးဆက်ပြတဲ့နော်ဒီဟာကလိုရှင်းအာနီးစင်ပါတာကြောင့်အသားရည်ကိုရေတက်ဖြည့်ပေးပြီးတော့နှစ်ဆပို့ပြီးတော့စုပ်ပြေးသေးတယ်အခုနေရလဲပူတယ်လေအဲ့ဒါကြောင့်ငါသားတို့တက်လာတဲ့ခါကျလို့ရှိရင်အသားရည်မိုးရှက်ရှက်တွေဖြစ်နေမှာပေါ့ဒါလေးတိုက်လိုက်ငါသားတို့ဆက်ပြမွေးတယ်ဟော မွေးနေစမှာ ဒါရင်နဲ့လား နေတယ် နစ်တယ်မကူတက်လို့လား တော့ ဆရာမကူပြမယ်ဖေးဖက်။မကြည့်လားဆရာမကူပြမယ်။ဝါကတာလို့ အားတော့ရေကူတက်လိုက်ခေါ် ဟိုဟာလေဆရာမယောက်ျားတင်ပေးလိုက်တာပဲကတာရဲ့။အဲ့တော့ကတင်ပေးတော့ကူတက်တယ်အခုကဘာလို့မကူတက်တာလဲမသိဘူး။အယုံ အိမ်နဲ့ဝင်တယောက်နဲ့တယောက်အရန်ချစ်ကြတော့အရန်ကိုခံစားရတာပေါ့သမီးရဲ့နှစ်ယောက်တဘွားတည်ထောင်ဖို့အဖေတို့အချိန်ချင်းစူးစမ်းခဲ့ကြပေမဲ့ကံကြမ္မာအဖေတို့မျက်နှာသာမပေးခဲ့ဘူးလေသမီးရဲ့မိဘရဲ့သဘောမတော်နဲ့ပဲလမ်းခွဲခဲ့ရတာသမီးရာအမေဟုတ်လား မဟုတ်ဘူးအေးဘိုးရှောက်ပြောနေတာတာရဲ့ အဝင်းနေရဲ့ပြောင်းနေရဲ့ဟောဒီနဖူးနဲ့နေငေါ့ချစ်နေသေးပါလေလို့ငါခံစားလို့ရတယ်ဘေဝင်းပန်းအောင်ဆက်ပြနဲ့လေးကိုငါခုတည်းရနေတော့မယ်အချစ်ဦးဆိုတာမျိုးရတဲ့အထိမမေ့ပါဘူးကွာဝင်းရ ဟဲ့ပစံငါနဲ့အချုပ်လည်းမဟုတ်ဘူးနင်းလည်းမြင်ဦးမရချင်ဘူးဒီမှာငါအဝင်းတော့အဝင်းပဲနင်းကြိုက်နေတဲ့အဝင်းမဟုတ်ဘူးဟမ်ထပ်ပြောဦးမယ်ဒီမှာငါကတီတာဝင်းနင်းနဲ့ကြိုက်ခဲ့တာငါအမသစ္စာဝင်းအမဘာဖြစ်လာလဲပြန်မှလည်းအသေးကွဲလာလေငါဤစားနဲ့ငါနဲ့သူ့မိကတဘောမတူဘူးတဲ့အဲ့ဒါများအမရဲ့အဲ့လောက်ခံစားနေရသေးတဲ့နောက်တစ်ယောက်သစ္စာပေါ့ဟဲ့နင်ပြောသလိုလွယ်မလားငါသူ့တိတ်ချစ်တာအမှန်တော့လေငါတို့ကအမွာညီမတွေပါနင်းနဲ့ကြိုက်ခဲ့တဲ့ငါအမသစ္စာဝင်ငါတော့ ဖြစ်မှာဖြစ်ရလေနေမဟုတ်တဲ့ငါအဝင်းလေးဟာ နင်ပါဖြစ်ငါအမတိုင်းနဲ့ညာလို့ကလေး၁၀ယောက်ခွဲ ငါစိတ်ညစ် ပါရင်းနဲ့ညာလို့ကလေးဆရာဖွဲ ဟာငါစိတ်